ဘာလာလာကျုံးတဲ့ကတုံးကတော့ဒီကဆောက်လို့ရည်တစ်ခုမှအလုံးလုံးနေပါတယ်သူကိုယ်တိုင်ကဘာမှဝင်မလုပ်တော့လဲအလုံသမားတွေကိုအလုပ်ကြိုးစားဖို့ပြောနေပါတယ်ဘောစီမီသားစုနဲ့တော်ကီပွားနေတော့မှာပဲအနက်ရောင်ကားတစ်စီးရောက်လာတာကိုတွေ့မြင်လိုက်ရပါတယ်ထိုကားပေါ်မှာလူနှစ်ယောက်ကသူတစ်ပည့်ဖြစ်သူကိုဖလာတာနဲ့များကျွေးနေတာမြင်တော့တန်တွေထည့်ထားတဲ့တန်မုံတစ်ခုကိုကောက်ယူလိုက်ပါတယ်ပြီးတော့ထိုလူတွေကိုတကြံရီဘက်လိုပတ်ချလိုက်ပြီးခွက်ဆောင်တစ်ချက်ခုတ်ကရှီတော့ပင်စောင့်ကန်လိုက်ပါတယ်နှစ်ယောက်တစ်ယောက်ဖိုက်တင်ပလေးနေတော့မှာပဲနောက်ထပ်လူလေးယောက်ကထက်ရောက်လာပါတယ်ကရုံးကတော့အနားမှာရှိတဲ့ဘီလက်မီအိတ်ဖြင့်လှမ်းပစ်လိုက်ပြီးအသင့်ဖွက်ထားတဲ့ပွဲစည်းကတနက်ကိုယူကထိုသူထဲကလူတယောက်ကောင်းကိုချိန်ပြီးတော့ဒီနေရာကထွက်သွားဖို့ဆိုပြီးတော့ပြောပြလိုက်ပါတယ်ဒါကိုလှမ်းကြည့်နေတဲ့ဘော်သမီးကတော့ကရုံးကိုသဘောကျသွားပြီးတော့ပလာတာနဲ့ဘာကလာကျွေးကသူမကူပါတိုင်းပညာသင်ပေးဖို့ပြောပါတယ်နောက်တရက်မှာတော့ရုံးခန်းထဲအရောက်မှာပဲဘော့စ်ရဲ့သမီးဖြစ်သူပျောက်ဆုံးနေကြောင်းကိုသိလိုက်ရပါတယ်ဘော့စ်ကတော့ဒီကိစ္စကိုရဲတွေနဲ့တိုင်လို့ရပြီမဲ့အဆင်မပြေကြောင်းကရုံးတယောက်ပဲသူ့ကိုကူညီပေးဖို့ပြောပါတယ်ဒီလူနဲ့ကတုံးကဆက်ဆလူတက်ဘူးပျောက်ခဲ့တဲ့နေရာကိုတွားရောက်စစ်ဆေးခဲ့ပြီးကလပ်မကားတစ်စီးနောက်ကိုနောက်ရောက်ခံလိုက်ခဲ့ပါတယ်။ဆိုပါလူကတော့သူ့အိမ်ထဲမှာဇင်ယူနေတော့မှရှိသေးတယ်။ကတုံးကအထဲဝင်ရောက်ပြီးတော့ကောင်မလေးပုံကိုပြကမေးပါတော့တယ်။ထိုလူကကောင်းကောင်းမပြေတော့စောင်းရင်းကြီးကိုရေထချိုးပေးပါတော့တယ်။ဒီချိန်မှာပဲသူ့လူနှစ်ယောက်ရောက်လာတော့ထိုလူကအော်ဟစ်လိုက်ပါတယ်။ထိုလူကောတန်ကြတော့လူနှစ်ယောက်ကတနက်ဖြစ်အသင်းချိန်ကရေချိုးခန်းစီကိုရောက်ရှိလာပါတယ်။ကတုံးကတော့လဲပါတယ်ပန်ကာထက်ကမူတီပါပဲ။ထိုလူကိုရှေ့မှာထားပြီးတော့တကားဖွင့်ခိုင်းလိုက်ပါတယ်။တကားဖွင့်လိုက်တော့မဲမဲမြင်အကုန်ပြစ်ဆိုတဲ့နှစ်ကောင်ကသူ့လူကိုလူမသိပဲရန်တမ်းပစ်ခဲ့ရကရုံးကိုမထီပဲသူ့လူကိုသာထိမှန်သွားပါတယ်ကြည်ကုံတော့ကရုံးကလက်ထဲကအတူဖြင့်တယောက်တစ်ချက်နှုံးနဲ့ရော့ကွာဆိုပြီးနှိပ်ပံပို့ပေးလိုက်ပါတယ်တေသူရဲ့ရှင်ဘက်ကိုဖျဲကြည့်လိုက်တော့ရုရှားမာပြီးအကိုင်းကလူတွေဖြစ်နေကြပါတယ်အဲ့ဒီနောက်ဝိုးမဆိုပြီးတစ်ချက်ဆဲကထိုလူတွေစီကနေငွေသားတချို့ကိုယူပြီးတော့ထွက်လာခဲ့ပါတယ်ကရုံးကနောက်တရက်မှာပဲထိုနေရာကိုစောင့်ကြည့်နေရခိုင်းဖွင့်ဝင်၃ယောက်လာတာကိုတွေ့မြင်သွားပါတယ်ထိုလူ၃ယောက်ကတော့ခဏကြာတော့ပြန်ထွက်လာပါတယ်ကရုံးကလည်းနောက်ကနေစီကုံခိုင်းပြီးတော့လိုက်ပါတယ်တိုးရိတ်ကအိမ်တကူစီကိုရောက်သွားတော့ကားကိုရက်လိုက်ပြီးအသင့်ပါလာတဲ့မှန်ပြောင်းနဲ့လှမ်းစစ်ဆေးပါတယ်။ဆိုပါလူကမိမတယောက်နဲ့စကားများနေခဲ့ပါတယ်။ထိုမျိုးသမီးထွက်သွားတော့ကရုံးကသူ့အိမ်ထဲကိုဝင်ရောက်ခဲ့ပြီးထိုလီကိုကော်ပီတစ်ခွက်တိုက်ပြီးတော့မုံလက်သူတစ်ချက်ကျွေးချလိုက်ပါတယ်။ဆိုပါလူနိုးလာတော့ရေချိုးကန်အဆုံးမှာထိုင်ကုန်နဲ့ကြိုးတုပ်ခံထားရပါတယ်။ရိုးမေးလဲရတော့ကိုပါရိုက်ပြီးတော့မှမေးပါတယ်။သူချာနေတဲ့မိန်းကလေးကိုဘယ်မှာရှိလဲဆိုပြီးတော့အတင်းဆိုရောကရောမေးပါတော့တယ်။ဘူးကန်ချင်းတဲ့သူကတော့နောက်ဆုံးမှရေကန်ထဲကိုတွန်းချပြီးနက်ပြည်ကိုပိုးချလိုက်ပါတော့တယ်။ဆိုပါလူသေသွားတော့ဂိုင်းကောင်းဆောင်ဖြစ်သူရောက်ရှိလာပါတယ်။ CCTV ပြန်ကြည့်ပြီးတော့ကရုံးကိုတီးသွားကြပါတယ်။ကောင်မလေးဖြစ်သူကတော့အဖမ်းခံထားရပါတယ်။သူတို့ဘာလို့ရှင်လဲဖမ်းလဲဆိုတာတော့ကောင်မလေးဖြစ်သူကလည်းမသိခဲ့ပါဘူး။ဒီနေ့မှာတော့ကရုံးကရဲဝင်ထမ်းတွေကသူ့တငယ်ချင်းစီကိုဖုံးဆက်ပြီးမာဖီးယားခိုင်းကြီးစားဖြစ်လို့တွားပြီးတော့မနှောက်ယှက်ဖို့ပြောပြီးမြဲဘာလာကရုံးကတော့ကျုံးမဲ့ဆိုတာကြီးပဲဒီလိုနဲ့ဘာတစ်ခုစီကိုရောက်ခဲ့ပါတယ်။ဒီချိန်မှာပဲစောင်းကြီးခမ်းမှာကောင်မလေးကသူ့ကိုမြင်တွေ့သွားပြီးတော့အဖော်ဖြစ်သူကိုတွားရောက်စစ်ဆေးခိုင်းခဲ့ပါတယ်။ပန်ကားတဲ့လေတဲ့ကရုံးကတော့အိတ်ထဲကငွေတုပ်ကိုယူကထိုလူကိုပြလိုက်တော့ထိုလူကခေါင်းဆောင်ရှိရာကိုခေါ်သွားပါတော့တယ်။ထဲရောက်တော့စံမုံတချို့လိုချင်တယ်လို့ပြောလိုက်ပါတယ်။ခေါင်းဆောင်ဖြစ်သူကလည်းသူ့ကိုရဲလာလို့မေးတော့ကရုံးကမဟုတ်ပါဘူး။မင်းကောရဲလာလို့ပြန်ပေးလိုက်ပါတယ်။ဒီလိုနဲ့ရဲမဟုတ်ရင်အိတ်တွေစစ်မယ်ဆိုပြီးတော့ကရုံးစီကိုလူထွားကြီး၅ယောက်ကဝိုင်းလာပါတော့တယ်။ကရာလေးဘန်တို့ဝင်းချုံအကုန်ရတဲ့ကရုံးကတော့ပင့်လက်သည်ဝိုက်လက်သည်ပလာတာနံများဖာကြအီကြခွေးဘီယာဖာညာတိုက်ပြီးတော့ကရုံးကတော့ထိခိုက်မှုတစုံတရာမရှိပဲထိုလူ၅ယောက်ကတော့အိတ်ပျော်သွားပါတယ်။နောက်တစ်ယောက်လေပင်ကိုပလင်းတင်ပြီးရိုက်ထဲဖို့လို့ခေါင်းစော်အော်တန်ကြောင့်ရက်လိုက်ပါတယ်ခဏကြာတော့ထိုလူကထလာပြီးတော့လက်ဆွဲနှုတ်ဆက်ကအပေးယူကိစ္စကိုစကားပြောကြပါတော့တယ်နောက်တရက်မှာတော့ထိုလူရှင်းတဲ့နေရာကိုကရုံးမင်းသားကရောက်ရှိလာပါတယ်ကရုံးရောက်လာတော့မျိုးသမီးကခေါင်းကနေတနက်ပြင်းချိန်ကမျက်စိမိတ်ပြပြီးတော့ငွေတောင်းပါတော့တယ်စက်ကူထုတ်ရပြီးတဲ့နောက်မှာတော့ကရုံးလိုရှင်တဲ့ပစ္စည်းကိုထုံမပေးပဲနဲ့ဖုန်းတစ်လုံးပေးကပစ္စည်းရှိရာနေရာကိုပြန်ပြောမယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့ကရုံးကကောင်းမောင်းထွက်လာကပဲရှိသေးတယ်ဖုန်းဝင်လာပါတယ်ထိုပစ္စည်းကတော့သူ့ခုံအောက်မှာပဲရောက်ရှိနေခဲ့ပါတယ်စံမုံရသွားပြီးတဲ့နောက်စံရောင်းနေဒီကိုပြောပြမှဆက်ရောက်မယ်ဆိုပြီးတော့ဖုံးချသွားပါတယ်ဒီလောက်ကောင်းတဲ့ဆေးကိုကရုံးကတော့တရားပေါ်ကနေရေထဲကိုပြချလိုက်ပါတယ်ကရုံးအိမ်ပြန်ရောက်တော့ဖုံးထက်လာပါတယ်ဒီလိုနဲ့မွေးခိုင်ကောင်းဆောင်နဲ့တွေ့ဖို့ရထွက်လာခဲ့ပါတယ်ခေါင်းဆောင်ကြီးရောက်ခဲ့တော့ငွေကိုထပ်တောင်းပါတယ်ဖုံးကိုလည်းပိတ်ခိုင်းလိုက်ပါတယ်သူ့ကိုယ်သူဒီမီယိုလို့နှုတ်ဆက်ပြီးကရုံးကတော့ဘေကုတ်လို့ပြောတော့မောင်းလိုက်စင်ကိုစစ်ပြီးတော့တိုက်လိုက်ပါတယ်ယုံကြည်မှုရသွားတဲ့ကရုံးကတော့လုပ်ငန်းကိစ္စကအဆင်ပြေသွားခဲ့ပါတယ်ခေါင်းဆောင်စီကယူလာတဲ့တခြားခဲတွေကိုတော့အတွင်းလက်တွေကိုထပ်ပြီးတော့နှွှင့်ပစ်ခဲ့ပါတယ်ဒီမီဆိုတဲ့လူကတော့ကရုံးကိုရန်တိုက်ပေးလိုက်ပါတယ်သူရန်တိုက်ပေးလိုက်တာကတော့သူတက်ပစ်ခဲ့တဲ့မာဖီးယားဂိုင်းအဖွဲ့ဝင်တွေနဲ့ပါဒီလိုနဲ့ကရုံးလည်းဆိုင်တစ်ခုကိုရောက်ရှိလာပါတယ်ကရုံးရောက်လာတော့ကိုမြင်နေသွားတော့စစ်ကူတွေကရောက်ရှိလာပါတယ်ကားရှိတာကိုကားပေါ်ဆင်းပြီးတော့ဆိုင်ငယ်နဲ့လက်ပါတယ်အနောက်ကနေလည်းဝန်ဆက်ညီကိုနှစ်ယောက်ကလိုက်လာပြီးတော့တနက်နဲ့လိုက်ပစ်ကြပါတယ်ဆိုင်ငယ်ကိုရိုးရိုးမမောင်းမင်းနဲ့ရှေ့ပေးနေထောင်မောင်းတော့မှောက်ရောဗျာအနောက်ကနေရေကားတစ်စီးကဝင်တိုက်ရောဒါပေမဲ့မြန်မာကားတွေကလို့ကရုံးကမသေးခဲ့ပါဘူးစကားများတဲ့ကရုံးကိုတစ်ချက်ထိုးုံနဲ့မူးမိတ်သွားပြီးတော့ကားတစ်စီးပေါ်ခေါ်သွားပါတယ်ညီကိုနှစ်ယောက်ကသူ့တက်ခဲ့တဲ့လူတွေကိုဘာလို့တက်တာလဲလို့မေးပြီးတော့တစ်ချက်ထပ်ပြင်းပါတယ်
ခဏကြာတော့တယောက်ကိုရှီတော့နဲ့ပိတ်ကန်လိုက်ပြီး2.1ကားထဲမှာဆွဲသွားတော့တယ်တနက်ချင်းလူချတိုက်ကြရင်းနဲ့ပဲကားသမားကိုတနက်ထိမှန်ကကြောက်ကပါစီကိုကားကရောက်ရှိသွားပါတယ်ကတုံးရဲ့လက်စံပြမှုနဲ့သူညီကိုညောင်လဲနေပန်ကိုစောနေစွာရောက်သွားပါတယ်3ယောက်ဖိုင်နေပလေးနေတုန်းကရေထဲမကျပဲဆရာကတုံးကရှီတော့နဲ့ကန်လိုက်မှတာကားကတော့ရေထဲကိုထိုးကျသွားပါတော့တယ်ကတုံးကိုကလိကဲခိုင်းတာမကယ်သေးပဲခုချိန်ထိတော့သူကတော့အချင်းတွေတာစွတ်ပြနေပါတယ်ညီကိုညောင်ကတော့ကတုံးလက်ချက်နဲ့တည်တော့မာဖီးယားကောင်းဆောင်စိတ်တွေတူပြီးတော့စစ်တပ်ကိုသွားခေါ်ပါတော့တယ်ကတုံးကိုရန်တိုက်ပြီးတဲ့သူကတော့ဖမ်းထားတဲ့ကလေးမကိုတတ်ခိုင်းပါတော့တယ်ဒီချိန်မှာပဲကောက်ကြောင်ရောက်ရှိလာပြီးတနက်ကိုမိုးပေါ်ထောင်ပြလိုက်တော့ကလပ်တစ်ခုလုံးကငြိမ်ကျသွားပါတော့တယ်ခဏကြာတော့ဒီမီကိုစီကိုသွားပြီးတော့သူ့ရဲ့အဖေနဲ့ညီကိုညလုံးကိုကတုံးတက်လိုက်ကြောင်းပြောပြလိုက်ပါတယ်ဒီဘီကတော့သူလုံးဝမသိတဲ့အကြောင်းပြန်ပြောပြပါတယ်ကတုံးကသူသမီးကိုတောထဲကအင်္ဂလိပ်တစ်ခုစီကိုခေါ်သွားပါတယ်သမီးကိုတငယ်ချင်းဖြစ်သူနဲ့အပ်ခဲ့ပြီးတဲ့နောက်ဒီမီရှိတဲ့ဘားစီကိုရောက်ရှိသွားပါတယ်ဘာလာကျန်းတဲ့ကတုံးကတော့သူသိချင်တာမေးပြီးဒီမီကိုနေရာတစ်ခုကနေပန်ထပ်ဖို့ပြန်ပါတယ်ရှီတောင်းစေးမောင်ကိုတမကတော့ကတုံးကိုရုရှားဒါဇင်ဝါလောက်တက်သွားလို့ဆိုပြီးတော့စိတ်တူနေခဲ့ပါတယ်ဒီလိုနဲ့အပေါင်းပါတီခေါ်ကဒီမီရဲ့ဘိန်းကန်းစီကိုထွက်ကျလာပါတယ်တစ်ဖက်မှာလည်းကတုံးကယ်ရမယ့်အမျိုးသမီးကိုကျိုးတုပ်ပြီးတော့အပြင်ထွက်သွားကြပါတယ်ကတုံးကတော့အုံလေးလုံးထဲသွင်းကတွေးရှိသမျှလူအကုန်လုံးကိုနေပန်ပို့ပါတော့တယ်မင်းသားဖြစ်တဲ့သူကမသေးဘဲနဲ့သူနဲ့ရှင်ဖြစ်တဲ့သူတွေကနေပန်ရောက်ကုန်ပါတယ်ဒီချိန်မှာပဲကပလီရောက်လာကကတုံးကိုရှာပါတော့တယ်ရိုးဝင်ရရသားနဲ့ဆိုင်ငယ်နဲ့ဝင်တဲ့ကောင်နဲ့ရှောတာပါပဲကတုံးကတော့လာသမျှလူတွေကိုအကုန်လုံးကိုတယောက်တစ်ချက်နှုံနဲ့နေပန်ပို့နေခဲ့ပါတယ်ကတုံးနဲ့ရှင်ပြသူတိုင်းကတော့ကတုံးကိုတစ်ချက်မှမထိပဲပြစ်တဲ့သူတိုင်းကတော့နေပန်ကိုရောက်ကြပါတယ်နောက်ဆုံးမှာတော့စေးမောင်ကိုကပလီနဲ့တွေ့ကဓာချင်းရှင်ထိုးကြပါတယ်သူလည်းကတုံးလက်ချက်နဲ့ရှောတာပါပဲပြစ်ခတ်တန်နေကြတော့ရဲတွေရောက်လာပါတယ်စေးကြောင်နဲ့ကောင်ကောင်းမှုနဲ့ရဲလည်းရှောတာပါပဲဒါကိုမြင်တဲ့ကတုံးကကြက်မဲ့မှန်ကြောင်နဲ့လူတောင်းမကြည့်ပဲတစ်ချက်ပဲပြစ်လိုက်ပြီးတော့နေပန်ထပ်ပို့ပါတယ်ခဏကြာတော့နည်းနည်းလုံးပြစ်ထည့်လိုက်ရအဆိုပါလူတွေအကုန်လုံးဘန့်ကုန်ပါတယ်နောက်ဆုံးမှာတော့မာဖီးယားကိုင်းတစ်ခုလုံးကိုတယောက်တည်းနဲ့ရှင်မုံပြီးကောင်မလေးကိုကယ်နိုင်ခဲ့ပါတယ်နောက်ထွက်မဲ့ခွေမှာတော့စာတနိုင်ငံလုံးချမလားမသိပါဘူးအပြင်ထွက်ချမှာတော့ကြောက်ရပါတယ်ဘာလာကရုံးရဲ့ဗီဒီယိုလေးကတော့ဝါကီမန်လို့ခေါ်ပါတယ်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများရှင်လန်းချမ်းမြေ့ကြပါစေ